တော်ရသေးတယ်မေမေရခမကြီးအတွက်အရန်ကုန်မှာတိတက်လိမ်မာတဲ့သမက်လေးရနေပြီးတော့ဒီနေ့မှကြာရောက်တဲ့သူကောင်မလေးရဲ့မေမေကိုပျော်ရွှင်သွားအောင်ပေါ့နော် surprise လေးဖြစ်သွားအောင်ပေါ့နော်မျက်စီမှာဆယ်လက်မကေဂျီကိုမှ order လာအပ်ထားတာပေါ့နော်ကိတ်ကလည်းလုံးဝအကြီးကြီးပဲနော်ဒီသားလေးဆိုရင်လည်းနူးညံ့အိဆက်ပြီးတော့စားလို့ကောင်းအောင်တိချလေးဖြစ်စီပေးထားပါရဲ့နော်ဒီဇိုင်းအရောင်လေးဆိုရင်လည်း customer လေးစိတ်တိုင်းကြယူထားတဲ့ဒီဇိုင်းလေးပေါ့နော်အရန်ကုန်မှာတိတက်လိမ်မာပြီးတော့အရန်ကုန်မှာချစ်တတ်တဲ့ကောင်လေးပေါ့နော်ချစ်သူကောင်မလေးရဲ့မေမေအတွက်ကိုမှတိချလေးကိုရွေးပြီးတော့မှမျက်စီမှာတိချလေးစားဖြစ်အပ်သွားတာပေါ့နော်အခုလိုမျိုးတိတက်တဲ့ကောင်လေးမျိုးကိုပိုင်ဆိုင်ထားတဲ့ကောင်မလေးလည်းအရန်ကိုမှကန်ကောင်းတာပေါ့နော်ကိုယ့်ရဲ့ချစ်သူကောင်မလေးကိုလည်းဘယ်လောက်ထိချစ်လဲဆိုတာဒီကိတ်လေးကသက်သေပဲပေါ့နော်ကိုချစ်သူလေးရဲ့အမေကိုတော့မှကို့အမေလိုသဘောထားပြီးတော့ချစ်ပေးနိုင်တယ်ဆိုတော့လေကဲကောင်မလေးတွေချစ်သူရွေးမယ်ဆိုရင်ဒီလိုချစ်သူမျိုးကိုရွေးနော်ဆိုင်လေးကလည်း customer လေးစိတ်တိုင်းကြအယောင်လေးကလည်း customer လေးစိတ်တိုင်းကြပေါ့နော်ကဲအခုလိုမျိုးမျက်စီမှာကိတ်လေးတွေကိုမှာယူမယ်ဆိုရင်တော့ငါးလက်မကနေစပြီးတော့မှ12လက်မထိမျက်စီမှာမှာယူအားပေးလို့ရပါရဲ့နော်မြက်ကမန္တလေးမျိုးပါရှင်မန္တလေးရဆိုရင်လည်းမြက်ဆိုင်လေးကိုကိုယ်တိုင်ကိုကြားလာမှလို့ရပါရဲ့နော်ကိတ်လေးတွေဆိုရင်တော့မြက်ကိုတရက်ကြိုပြီးတော့တင်ပေးပါနော်မြဲကိတ်လေးတွေမှာလိုအပ်ချက်လေးရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်